one shot တာနဲ့ one page စီတွေကိုဆရာဝန်ညွှန်ကြားချက်မပါဘဲနဲ့ပြေးဝယ်ပြီးတော့တောက်နေတော့လားဒီလိုတောက်လိုက်တာကလူကိုပို့ပြီးတော့အန်တီရဖြစ်စေနိုင်တယ်ဆိုတာကိုရောသိပါသလားဘာလို့လဲဆိုတော့ one shot တယ်ဆိုတာခန္ဓာကိုယ်ရဲ့ကမကောင်းတဲ့ပိုးမွှားတွေနဲ့အစိတ်အတောက်တွေကိုအပြင်ကိုထုတ်ပြစ်နေရပါဒီလိုအချိန်မှာ one page စီကိုတောက်လိုက်တဲ့အခါမှာဦးရဲ့လှုပ်ရှားမှုကိုရက်ပစ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပိုးတွေကအပြင်ကိုမထွက်နိုင်တော့ဘဲနဲ့ဗိုက်ထဲမှာပဲပိုးပွားလာပြီးတော့မှအခြေအနေကိုပိုဆိုးသွားစေပါတယ်ဒါကြောင့်ဒီလိုဝမ်းပိတ်စီတွေတောက်လိုက်တဲ့အခါမှာဝမ်းပိုးတွေကသွေးထဲထိပြတ်သွားပြီးတော့မှဆက်တီစီမီယာလို့ခေါ်တဲ့သွေးစိတ်တင်တာပြီးတော့ဦးလန်းချောင်းပုံမရောင်ရမ်းလာတာဗိုက်တွေအရန်ကယ်ပြီးတော့မှဦးပိတ်တာဦးပေါက်တာတွေအထိဖြစ်နိုင်ပါတယ်မှန်ကန်တဲ့ကုသမှုနည်းလမ်းကတော့ဝမ်းလျှောလို့ထွက်သွားတဲ့ရေဓာတ်ကိုဓာတ်စားရည်နဲ့ပြန်လည်ဖြည့်တင်းပေးတာပဲဖြစ်ပါတယ်။အစာရည်နဲ့ဦးလန်းကြောင်းအတွက်အကျိုးပြုစေတဲ့ probiotic တွေကိုလည်းတောက်ပေးလို့ရပါတယ်။အဖျားအရန်တက်တာဝမ်းထဲမှာသွေးပါတာနဲ့ဓာတ်စားရည်တောက်လို့မရအောင်လို့အန်နေတဲ့အခြေအနေမျိုးရောက်လာပြီဆိုလို့ရှိရင်တော့နီးစပ်ရာဆေးကန်းကိုအမြန်ဆုံးသွားပြီးတော့ကုသမှုခံယူဖို့အတွက်အကြံပေးချင်ပါတယ်။နောက်နေ့တွေမှာလည်းကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေကိုဆက်လက်မျှဝေပေးပါဦးမယ်ရှင်။